Hello. ဟုတ် မင်းမေဘယ်လိုခေါ်လဲ ရှင်းရဘာလို့မလဲကျမတို့သိလို့လား တိမစကားပြောပါလား ဟုတ်တယ် ငါခက်ချစ်ချစ်ကောင်းပါလိမ့်မယ် အဲ့တော့ဘာဖြစ်လဲ ကိုနာမည်ကရန်နိုင်ကိုမင်းနဲ့ခင်ချင်တယ် ကျမကတော့ရှင်းနေမခင်ချင်ပါဘူး ဘာလို့ ဘာမှမဖြစ်ဘူး အကြောင်းရင်းတော့ရှိရပါဘော အခုမှတည့်ရလူနဲ့မခင်ချင်ပါဘူး နောက်တော့တိလာမှာပဲဟော မတည်ဘူးသူကလာမနောက်ရှက်နဲ့ အတင်းနေထုံးနေပါလားတက်ဆိုတော့ပြီတော့နေတွေ့မယ်နော် မတွေ့ချင်ပါဘူး ဘိုင်ဘိုင်ကလေးမလေး ဘယ်လူလူမှလည်းမသိဘူး ဟေးကလေးမ ဘာလဲ ကိုနဲ့မင်းနဲ့ပြန်တွေ့ပြန်ပြီနော် အဲ့တော့ဘာဖြစ်လဲ စော်တေးလည်းမလေးစော်လိုက်တော့ကွာ အဲ့တော့ဘာဖြစ်လဲ ကလေးမနာမည်လေးကိုမပြောပြချင်ဘူးလား ဘာလို့ပြောရမလဲ တကယ်မပြောဘူးပေါ့ မပြောနိုင်ပါဘူး ဟုတ်ပါပြီအခုကဘယ်တော့မလို့လဲ ဘယ်တော့ပေါ့ စကားကောက်ပြောနေတော့ဘူးကလန်တိုက်တယ် ရှင်းနေစကားမပြောချင်ဖဲ့ရှာနေ မဖဲဘူးကွာ ဖဲ့လို့ပြောနေရနော် မဖဲဘူး ရှော့ဟဲအဲ့ဒါမဖဲ့ချင်ရော ငါရမရိုင်းနေဘူးဟုတ်ပါပြီကဲတော့ ဘယ်လူလူလည်းမသိဘူးအေးစိမနေလား Thanks for watching. ဟေးကလေးမ ဘာတော့တွေ့ပြန်မရှင်လဲမလွယ်ပါလား ဒီနေ့ကနောက်ဆုံးနေပါ ဟမ် ဟုတ်တယ်ကိုဒီမျိုးကနေထွက်သွားတော့မယ် ရှင်းပါလားတော့ကျမကဘာလို့ရမှာလဲ ကလေးမရေမင်းကရင်းချီရပဲကွာ ဘာဖြစ်လဲကို့ဘာသာရှိတာ မင်းကိုလူမျိုးစကားပြောလိုက်တာသုံးဆမရှိဘူး အဲ့ဒါဘာဖြစ်လဲ မင်းခုဒီကိုတကယ်ချင်းဖြစ်တော့ကင်းဝဲမပေးဘူး အဲ့ဒါဘာဖြစ်လဲ ကဲအဲ့ဒါလေထားပါတော့ ပြောလို့ပြီးပြီလားကျမသွားရမယ် ခဏနေပါဦးကိုမင်းကိုချက်တယ်မြန်လို့ ရှင် မင်းကိုပြန်ရှုပ်မပြောနဲ့ကွာမင်းကိုခင်ချင်တာမဟုတ်ဘူးအဲ့လိုခက်ချစ်ချစ်ကောင်းမလေးကိုမှကိုကချစ်မိတာ ကျမရှင်ကိုမရှိဘူး ကိုတီးပါရဲ့ကိုတော့ရမယ်မြန်လို့ရှီစမ်းမကုန်ရင်တော့မင်းနဲ့ပြန်ဆိုကြမှာပါချစ်တယ်နော်မြန်လို့ အခုရဲ့ကျမလည်းအခုကိုရှိပါတယ်စတွေ့ကြရရှိခဲ့ရပါဒါပေမဲ့ကျမတို့ကမဖြစ်နိုင်ကျမမှာအသက်ရှင်ဖို့အချိန်သိမ့်မကျန်တော့ဘူး